အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လူတွေသွားလာခွင့်ပိတ်ပင်ထားတဲ့လှုပ်ဝက်ဆန်းကျဲမှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုနီဗားဒါတဲကန်ဒါယာရဲ့လေဖို့မှာတည်ရှိပြီးတော့ကမ္ဘာပေါ်မှာအလှုပ်ဝက်ဆုံးတဲ့ညင်းပွားပွေရာအကောင်းဆုံးနေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Area 51ပါပဲ။ဒီနေရာဟာဆယ်စုနှစ်များစွာကြာအောင်မြေပုံပေါ်မှာတောင်မဖော်ပြခဲ့ပေနဲ့အမေရိကန်အစိုးရက2013ခုနှစ်ကျမှသာတရားဝင်သိမှတ်ပြုခဲ့တာပါ။လူအများစုကတော့ဒီနေရာကိုဂျိုသားတွေပကံပြားပြန်တွေနဲ့ဆက်ဆက်ပြီးတည်ထားကြပါတယ်။ဒါပေမဲ့ Area 51ရဲ့တကယ့်အမှတ်တရားကဘာဖြစ်မလဲ။ဒီနေ့မှာတော့ကျမတို့ channel ကနေ Area 51အကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ Area 51ရဲ့တရားဝင်မြေကတော့ Homing Airport ဒါမှမဟုတ် Ground Lake လို့ခေါ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာလေ့ကျင့်ရေးကွင်းဖြစ်စတင်ခဲ့တာဖြစ်ပြီးတော့အရင်မြင့်စစ်ပွဲကာလမှာတော့အမေရိကန်လေတပ်ရဲ့အဆင့်မြင့်လှုပ်ဝက်လေယာဉ်တွေကိုစမ်းသပ်တဲ့နေရာဖြစ်လာခဲ့ပါတယ်။ဥပမာအားဖြင့်နာမည်ကျော် U2 ထောက်လှမ်းရေးလေယာဉ် SR-71 Blackbird နဲ့ F117 Nighthawk လိုမျိုးရေဒါမှာမပေါ်တဲ့ Steel လေယာဉ်တွေကိုဒီနေရာမှာပဲလှုပ်ဝက်စမ်းသပ်ခဲ့တာပါ။ဒီလေယာဉ်တွေဟာထူးခြားတဲ့ပုံစံရှိပြီးတော့အလွန်မြင့်မာတဲ့အမြင့်မှာပြန်တန်းနိုင်တာကြောင့်အဲ့ဒီခေတ်ကလူတွေကဒါကိုမြင်တဲ့အခါဂျိုသားတွေရဲ့ပကံပြားပြန်တွေလို့ထင်မှတ်မှားခဲ့ကြတာဖြစ်ပါတယ်။အစိုးရကလည်းဒီစစ်ရေးလိုအပ်ချက်တွေကိုကာကွယ်ဖို့အတွက်ဘာမှထုတ်ဖော်မပြောပြခဲ့တာကြောင့်ကောလာဟလာတွေကပိုပြီးကြီးထွားလာခဲ့ပါတယ်။ Area 51ကိုလူသိအများဆုံးဖြစ်စေခဲ့တဲ့အကြောင်းရင်းကတော့1989ခုနှစ်မှာ Von Lazar ဆိုတဲ့အမျိုးသားတယောက်ရဲ့ထုတ်ဖော်ပြောကြားချက်ကြောင့်ပဲဖြစ်ပါတယ်။သူက Area 51ရဲ့အနီးနားက S4 ဆိုတဲ့နေရာမှာဂျိုသားတွေရဲ့နည်းပညာကိုပြန်လည်လေ့လာတဲ့ Reverse Engineering လုပ်ငန်းတွေမှာသူကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။သူကဂျိုသားတွေရဲ့ပကံပြားပြန်ကိုးစင်းကိုတွေးခဲ့ရတယ်လို့လည်းဆိုပါတယ်။ဒါအပြင်1948ခုနှစ် Roswell ဖြစ်ရမှာပြတ်ကျခဲ့တဲ့ဂျိုသားရင်တွေကိုလည်းဒီနေရာမှာသိမ်းဆည်းထားတယ်လို့လူအများကယုံကြည်နေကြပါတယ်။ဒီနေရာရဲ့လုံခြုံရေးကလည်းအလွန်တင်းကျပ်ပါတယ်။ချန်စီယိုတွေမှာတနက်နဲ့ပြစ်ခတ်ခွင့်ရှိသည်ဆိုတဲ့သတိပေးချက်တွေလှုပ်ရှားမှုအာရုံခံကိရိယာတွေနဲ့Camo Druze လို့ခေါ်တဲ့လုံခြုံရေးဆောင်တွေက24နာရီပတ်လုံးစောင့်ကြပ်နေတာကြောင့်လူတွေရဲ့ဆက်စုလိုစိတ်ကိုပိုပြီးလှုံ့ဆော်ပေးနေတယ်လို့ဖြစ်နေပါတယ်။ဒီကနေ့အချိန်မှာတော့ Area 51ဟာအရင်ကချက်ပိုပြီးလူသိများလာပေမဲ့သူ့ရဲ့တကယ်လုံဆောင်ချက်တွေကတော့လိုအပ်ချက်အဖြစ်ရှိနေသေးပါ။ဂျိုသားတွေတကယ်ရှိသလား။ဒါမှမဟုတ်အစင်းမြင့်စစ်လက်နက်တစ်တွေကိုစမ်းသပ်နေရလားဆိုတာကတော့အငြင်းပွားနေကြတော့မှာပဲ။ဒါပေမဲ့သိကြတာတစ်ခုကတော့ Area 51ဟာလူသားတွေရဲ့သိချင်စိမ့်နဲ့လှုပ်ဝက်ချက်တွေပေါ်ဆွဲလန်းမှုကိုအမြဲတမ်းကိုစားပြုနေအောင်မှာပဲဖြစ်ပါတယ်။